မင်္ဂလာပါရှင်ရန်ကုန်ခေတ်ဆက်မှကြိုဆိုပါရစေအရှိလေပိုင်းဒေသရဲ့တင်းမာမှုကအမြင့်ဆုံးအခြေအနေကိုရောက်ရှိသွားပြီလို့ပြောရမှာပါအိုမန်ပင်လယ်ကွေ့အတွင်းခုံမောင်းနေတဲ့အီရန်ကုန်တင်သင်္ဘောတစ်စင်းကိုအမေရိကန်တပ်ဖွဲ့တွေကပစ်ခတ်ဖမ်းဆီးလိုက်ပြီလို့သတင်းရရှိပါတယ်အီရန်စစ်တပ်ဘက်ကတော့ဒါဟာလက်နက်ကင်ပင်လယ်ဓမြမှုဖြစ်တယ်လို့သတ်မှတ်ပြီးမကြာခင်မှာလက်စားချေတုံ့ပြန်မယ်လို့သတိပေးလိုက်ပါတယ်ရရှိထားတဲ့သတင်းတွေအရအမေရိကန်တပ်ဖွဲ့တွေကအီရန်အလံလွှင့်ထူထားတဲ့သင်္ဘောရဲ့အင်ဂျင်ကိုကြည်စံများစွာနဲ့ပစ်ခတ်ခဲ့ပြီးတဲ့နောက်စီးနင်းထိန်းချုပ်လိုက်တာဖြစ်ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့အဆိုအရအမေရိကန်ဟာသင်္ဘောပေါ်ကလမ်းကြောင်းပြကိရိယာကိုဖျက်ဆီးခဲ့ပြီးတော့ကုန်းပတ်ပေါ်မှာတပ်ဖွဲ့ဝင်တွေချထားခဲ့တယ်လို့သိရပါတယ်။အီရန်စစ်တပ်ကတယ်လီဂရမ်ကတဆင့်ထုတ်ပြန်ရမှာအမေရိကန်ဟာအပြစ်ခတ်ရက်စဲရေးကိုချိုးဖောက်ပြီးတော့ရေကြောင်းလမ်းမကြီးလူရဲမှုကိုကျူးလွန်ခဲ့တာကြောင့်အစ္စလာမစ်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ပြင်းထန်စွာလက်စားချေသွားမယ်လို့သတိပေးထားပါတယ်။ဒီလိုတင်းမာနေတဲ့ကြားကပဲဒုတိယသမ္မတ JD Vance ဦးဆောင်တဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေကနောက်ထပ်ဆွေးနွေးပွဲတွေအတွက်ပါကစ္စတန်ကိုရောက်ရှိလာဖို့ရှိနေပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့ဒီဆွေးနွေးပွဲတွေကိုတက်ရောက်ဖို့အတိမပြုသေးသလိုနိုင်ငံပိုင်မီဒီယာအချို့ကလည်းဆွေးနွေးပွဲတွေဖြစ်မြောက်မှာမဟုတ်ဘူးလို့ဖော်ပြနေကြပါတယ်။အခုဖြစ်ဟာအမေရိကန်နဲ့အီရန်တို့ကြားသဘောတူထားတဲ့အပြစ်ခတ်ရက်စဲရေးတပ်တန်းကုံဆုံးမှု3ရက်အလိုမှာပေါ်ပေါက်လာတာဖြစ်ပါတယ်။လာမယ့်ဗုဒ္ဓဟူးနေ့မှာအပြစ်ခတ်ရက်စဲရေးတပ်တန်းကုံဆုံးမှာဖြစ်လို့အခြေအနေဟာစိုးရိမ်စရာအကောင်းဆုံးအဆင့်မှာရှိနေပါတယ်။လက်ရှိမှာတော့ယူရေနီယံတိုလာမှုထိန်းချုပ်ရေးနဲ့ကမ္ဘာ့စွမ်းအင်လမ်းကြောင်းဖြစ်တဲ့ဟော်မုတ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးကိစ္စရပ်တွေအကျက်ရိုက်နေပါတယ်။အရှိလေပိုင်းဒေသမှာတင်းမာမှုတွေတကြောပြန်ပြင်းထန်လာတာနဲ့အမျှကမ္ဘာ့ရေနံဈေးကွက်မှာလည်းရိုက်ခတ်မှုတွေကြီးကြီးမားမားရှိနေပါတယ်။အီရန်လန်လွှင့်ထူထားတဲ့ကုန်တင်သင်္ဘောတစ်စင်းကိုအမေရိကန်ကကြားဖြတ်ဖမ်းဆီးလိုက်ပြီလို့သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပြီးတဲ့နောက်မှာအာရှရေနံဈေးကွက်မှာဈေးနှုန်းတွေတိတိကျကျထိုးတက်သွားပါတယ်။တင်းလာနေတဲ့အစောပိုင်းကုန်သွယ်မှုတွေအရကမ္ဘာ့ရေနံဈေးနှုန်းဟာ9%ဝန်းကျင်အထိမြင့်တက်သွားပါတယ်။ရေနံသိန်းဈေးနှုန်းဟာ4.4%မြင့်တက်ပြီးတော့တစီကို94.66ဒေါ်လာအထိရောက်ရှိသွားသလို WTI ဈေးနှုန်းကလည်း9.6%မြင့်တက်ပြီးတော့တစီကို88.55ဒေါ်လာဖြစ်လာပါတယ်။ဒီလိုဈေးနှုန်းတက်လာရတာဟာအီရန်နိုင်ငံကကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့20%ခန့်ဖြတ်တန်းရဟော်မုတ်ရေလက်ကြားကိုပြန်လည်ပိတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်ကအီရန်သင်္ဘောကိုခုလိုဖမ်းဆီးလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ဒီစစ်ရေးပဋိပက္ခတွေကြောင့်အာရှနိုင်ငံတွေမှာစွမ်းအင်အခက်အခဲတွေစတင်ကြုံတွေ့နေရပါတယ်။စင်ကာပူနဲ့ထိုင်းနိုင်ငံတို့မှာစွမ်းအင်ချွေတာဖို့အဲကွန်အသုံးပြုမှုကိုလျှော့ချဖို့တိုက်တွန်းနေရတယ်လို့တရုတ်နိုင်ငံမှာလည်းလောင်စာသည်ဈေးနှုန်း20%ခန့်မြင့်တက်လာပါတယ်။နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ကတော့အခြေအနေတွေမပြောင်းလဲရင်ဥရောပမှာလေယာဉ်စီပြက်လက်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့သတိပေးထားပါတယ်။လေးလာသူတွေကတော့လက်ရှိရေနံဈေးကွက်ကမြေပြင်ကအခြေအနေတွေထက်အမေရိကန်နဲ့အီရန်ခေါင်းဆောင်တွေရဲ့လူမှုမီဒီယာပေါ်ကတုံ့ပြန်မှုတွေကြောင့်ပိုပြီးမတိမငြိမ်ဖြစ်နေရတယ်လို့သုံးသပ်နေကြပါတယ်